အားလုံးပဲမင်္ဂလာပါရှင် April မျိုးပါဒီနေ့မှာတော့ exhibition company တစ်ခုမှာ project leader တယောက်အနေနဲ့ဘာတွေလုပ်ဖြစ်လဲဆိုတာကို April sharing လုပ်ပေးသွားချင်ပါတယ်အခုကတော့ April တို့ဒီ9လပိုင်းကားပြပွဲအတွက်ပေါ့နော်ရိုက်ကူးရေးလေးရှိလို့ April သွားနေပါတယ် April တို့ရိုက်ကူးရေးလုပ်မယ်ကား showroom ကိုရောက်ပါပြီ April တို့ဒီနေ့လာပြီးတော့ရိုက်ကူးရေးလုပ်တဲ့ showroom ကတော့ SWN ကား showroom ပဲဖြစ်ပါတယ်ဒီ SWN ကားကမနှစ်က April တို့လုပ်တဲ့ပွဲမှာလည်းဝင်ရောက်ပြသခဲ့တယ်ပေါ့နော်အခုလာမယ်ဒုတိယအကြိမ်မြောက်မြန်မာ International Auto Expo 2026ပွဲကြီးမှာလည်း SWN အနေနဲ့ဝင်ရောက်ပြသသွားမှာပဲဖြစ်ပါတယ်ဒါကတော့ April တို့ဒီရိုက်ကူးရေးလုပ်ဖို့အတွက်နေရာလေးတွေတစ်ချက်ရွေးပြီးတော့ lighting လေးတွေချိန်နေကြတာပါApril ကတော့ရိုက်ကူးရေးအတွက်ခဏတာလာကြည့်ရုံမှာတကယ်ရိုက်ကူးရေးလုပ်တဲ့အဖွဲ့ကတော့တသက်ရှိပါတယ်ရိုက်ကူးဖို့အတွက်နေရာတွေ secret တွေအကုန်လုံးကိုပြင်ဆင်ပြီးသွားတဲ့နောက်မှာတော့ April ကရုံးကိုပြန်နေပါတယ်ဘာလို့လဲဆိုတော့ April မှာကတခြားလုပ်စရာတွေရှိနေသေးလို့ပါအဲ့တော့ဒီဘက်ကရိုက်ကူးရေးအပိုင်းကိုတော့ရုံးကအမတယောက်ကိုလွှဲပေးခဲ့ပါတယ် April တို့ရုံးကဒီ Innocity ရဲ့အနီးနားမှာပဲပေါ့နော်ရိုက်ကူးရေးကအပြန် April ရုံးကိုတန်းမဝင်ဘဲနဲ့ဘိုက်စာလို့မီနီမတ်မှာစားစရာဝင်ဝယ်ပါတယ်စီစဉ်ကပေါင်မုံနဲ့ဗီတိုပဲနုရဲ့နောက်ပြီးတော့ဒီအချင်းထုတ်လေးတွေဝယ်ပြီးတော့ April ရုံးကိုပြန်နေပါပြီ April တို့ရုံးကမီနီမတ်နဲ့အရန်နေပါတယ်အခုကတော့ရုံးကိုရောက်ပါပြီApril တို့ရုံးခန်းကိုကတော့ဒီတက်လေကစီရအောင်ပဲပေါ့နော်ဒီနေ့တနေ့တာအတွက်မနေ့ပိုင်းကတော့ရက်ကူးရေးနဲ့ပဲအချိန်1နာရီကျော်လောက်ကုန်ဆုံးသွားပါတယ် April ရုံးပြန်ရောက်ပါပြီ April တို့ရုံးက exhibition company ဖြစ်တဲ့အတွက်ကြောင့်မလို့လုပ်ရတဲ့အလုပ်တွေကပုံမှန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ရိုးရှင်းတယ်လို့ထင်ရပေမဲ့အရန် pressure တွေများတယ်ပေါ့နော်လုပ်ရတဲ့ process တွေကလည်းများပါတယ်ရုံးပြန်ရောက်တော့ April တခြားလုပ်စရာရှိတာတွေကိုလုပ်ရင်းပေါ့နော်နေ့လည်စာလေးနားပါတယ်နေ့လည်စာနားတဲ့ချိန်ကြီးတော့ April မရိုက်ထားလိုက်ရပါဘူးနေ့လည်စာနားချိန်ပြီးတော့ April ဆက်ပြီးတော့အလုပ်တွေပြန်လုပ်တယ် April ရုံးစင်းတဲ့အချိန်လေးတွေပါထည့်ပြီးတော့ရိုက်မယ်လို့တွေးထားပေမဲ့အဲ့ဒီနေ့မှာပဲ April တို့ကျောင်းကနေပြီးတော့အားချမ်းတခြားကိစ္စလေးပေါ်လာလို့ April အိမ်ကိုအမြန်ပြန်ပြီးတော့ assignment လေးတွေလုပ်လိုက်ရပါတယ်ဒါကြောင့်မလို့ဒီနေ့ April ရဲ့ vlog လေးကပြည့်စုံစွာနဲ့အဆုံးမသတ်လိုက်ရပါဘူးနောက်နေ့တွေမှာတော့ပိုကောင်းတဲ့ပုံစံလေးတွေနဲ့ April vlog ရိုက်ပြီးတော့တင်ပေးအောင်မှာဖြစ်လို့ April ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်နောက်တဲ့ဗီဒီယိုတွေမှာတွေ့ကြပါမယ်ရှင်ကျေးဇူးပါ